စလုံးလေးတော့စဖောက်ပါပြီဒီဒီဇိုင်းလေးကနေပြီးတော့ဘယ်လိုဒီဇိုင်းလေးတွေဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းများဆက်လက်ပြီးတော့ရှုစားပေးကြပါအောင်ခင်ဗျာအကြံလေးတွေလည်းပေးခဲ့ကြပါအောင်လို့ကျေးဇူးတင်ပါတယ်လက်ရှိမြင်နေရတာကတော့ LED ဘုတ်ဒီဇိုင်းဆန်ဆန်ဖြစ်ပါတယ်ကျွန်တော်တို့နောက်ခံဖော်ပြအဖြူလေးခံပေးထားပြီးတော့အလဲကောင်မှာမီးရောင်စုံလေးတွေထည့်ထွန်းပေးလိုက်တဲ့အခါမှာတော့စင်မြင့်ထက်မှာစာတန်းလေးကတော့အခုလိုမျိုးလေးညနေဆောင်နေအောင်မပြောက်သေးခင်အချိန်မှာအယောင်လေးတွေမလာသေးဘူးပေါ့နော်နေအောင်ပြောက်သွားရင်တော့အယောင်လေးတွေက